ဆေးဆိုင်ဆေးခန်းဆေးရုံမှာပြောရတဲ့အသုံးအနှုန်းလေးတွေပြောပါမယ်ရှင်ချွဲပါတဲ့ချောင်းဆိုးရဲဆိုရင် I me sim ha sim ha ကချွဲကိုပြောခြင်းဖြစ်တယ်ချောင်းအချောက်ဆိုးရဲဆိုရင် I hang လို့ပြောပါတယ်ရှင်အသက်ရှူရခဲ့တဲ့หายใจลำบากหายใจลำบากအဖျားကြီးတဲ့มีไข้สูงมีไข้สูงချမ်းတုံတယ်หนาวสั่นหนาวสั่นหนาวကချမ်းတဲ့ဆန္ဒကတုံအောင်ပြောခြင်းဖြစ်တယ်စီးမကြခဏသွားတယ်ပစဝါ boy boy ဆိုမကြခဏပြောတာပါရှင်ပစဝါဆိုတာစီးကိုခေါ်ပါတယ်ချီဆိုတာကအပြင်မှာပြောတဲ့သေးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ရှင်ဝန်းထဲမှာသွေးပါတယ်ဆိုရင်ထိုင်မီเลือกလို့ပြောပါတယ်ရှင်စီးသွားရင်းနဲ့သွေးပါတယ်ဆိုရင်ปัสสาวะมีเลือดတော့မဟုတ်ฉี่มีเลือดလို့လည်းပြောလို့ရပါတယ်။အဲ့တဲ့အချိန်မှာသွေးပါတာပေါ့နော်။อาเจียนเป็นเลือดလို့ပြောပါတယ်။อาเจียนကအန်ဒီเป็นเลือดဆိုတာကသွေးပေါ့နော်။အစားတောက်ပြတ်တယ်အစားတောက်တွေမစားချင်ဘူးဆိုเบื่ออาหารလို့ပြောတယ်။အဲ့ဒါအစားတောက်ကိုမစားချင်တာเบื่ออาหารအစားတောက်နဲ့ဓာတ်မတက်တာကိုဖဲအာဟာရလို့ပြောပါတယ်ရှင်။နောက်တစ်ခုကဖဲထုံးဆိုတဲ့စကားလုံးချင်းချင်းတက်တာကိုပြောချင်းဖြစ်တယ်အစားပြတ်အစားမချင်းဆက်လက်အနက်နဲ့ရရင်တမျိုးဖြစ်တယ်အဲ့လိုမျိုးမခံနိုင်တာတို့နော်ရင်မွေးအနက်နဲ့ရလို့မခံနိုင်တာအဲ့ဒါတွေကိုဖဲထုံးလို့ပြောပါတယ်ရှင်ဒီဈေးကဘေးထွက်ဆိုးကျိုးရှိလားယာနီมีผลข้างเคียงไหม Nestle ไอศครีม Nestle มาแล้วมาเลยอร่อยกัน အစကရင်လာပြီးတယ်လာကြတယ်လာစားကြအရင်စားကောင်းတယ်တဲ့နော်ကဲဟုတ်ပြီနောက်တစ်ခုကကြတော့နော်တကူလုံးအဖုအပိတ်တွေထွက်တယ်มีผื่นขึ้นตามตัวตัวမဟုတ်มีผื่นขึ้นทั่วตัวทั้งตัวလို့လည်းပြောလို့ရပါတယ်ရှင်အတိတ်ဘက်ကတကူလုံးကိုပြောခြင်းဖြစ်ပါတယ်ဒီအနာကချုပ်ရမလားแผลนี้ต้องเย็บไหมแผลนี้ต้องเย็บไหม